ဒေါ်လာတစ်သန်းလောက်ထိတန်ကြေးရှိလာတဲ့မက်ဆီနဲ့ဘာစီလိုနာတို့ကြားကပထမဆုံးစာချုပ်ပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျ Highlight မြန်မာ Sport ရဲ့ Facebook စာမျက်နှာနဲ့ YouTube Channel ကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်2000ပြည့်နှစ်ဒီဇင်ဘာ14ရက်နေ့မှာဘာစီလိုနာရဲ့အားကစားဒါရိုက်တာ Carlos Rexach အေဂျင့်ဖြစ်သူ Horacio Gagioli Josep Maria Minguella အဲဒီလူတွေကဘာစီလိုနာမြို့ကတင်းနစ်ကလပ်တစ်ခုမှာတွေ့ဆုံခဲ့ကြပါတယ်အဲဒီအချိန်မှာအသက်73နှစ်အရွယ်မက်ဆီရဲ့ဖခင်ဖြစ်သူ George Messi ကဘာစီလိုနာဘက်ကတုံဆိုင်နေတာကိုစိတ်မရှိတော့ဘဲနဲ့ဒါဖြစ်သူကိုအာဂျင်တီးနားပြန်ခေါ်သွားတော့မယ်လို့ချင်းချောင်းနေတဲ့အချိန်မှာရက်ဆက်ကမက်ဆီရဲ့ပါရမီကိုလက်လွတ်မခံနိုင်တာကြောင့်စပွဲပေါ်က16.5 စင်တီမီတာအရွယ်စားရှိတဲ့လက်တော့ပေါ်ကိုယူပြီးတော့ဘာစီလိုနာအသင်းကမက်ဆီကိုခေါ်ယူဖို့သဘောတူညီတဲ့အကြောင်းအပြောင်မင်းနဲ့အလင်းစလို့ရေးသားခဲ့တာဖြစ်ပါတယ်အဲဒီသမိုင်းဝင်တစ်ရှူးလေးကိုဘယ်သူတင်ထားသလဲဆိုတာကစိတ်ဝင်စားစရာပါအဲဒီစာချုပ်ကိုဘာစီလိုနာအသင်းရဲ့ပြလိုက်မှာရှိနေမယ်လို့လူများကထင်မှတ်ထားခဲ့ကြပြီမြဲတကယ်တမ်းမှာတော့အဲဒီစာချုပ်ကိုမက်ဆီရဲ့အေဂျင့်ဖြစ်သူ Horacio Gagioli ကသူ့ရဲ့ပုဂ္ဂလိကဘေကင်းလုံခြုံတဲ့တစ်တာထဲမှာနှစ်ပေါင်း20ကျော်တိုင်အောင်လူလျှို့ဝှက်စွာတင်ဆက်ထားခဲ့တာဖြစ်ပါတယ်ဘာစီလိုနာအသင်းကဒီတစ်ရှူးကိုအသင်းပြလိုက်မှာထားရှိဖို့ကြိုးစားခဲ့မှုပေမဲ့ Gagioli နဲ့သဘောတူညီမှုမရရှိခဲ့တာကြောင့်အသင်းပြလိုက်မှာမရှိခဲ့ပါဘူးအခုတော့အဲဒီဖိုးရန်တစ်ရှူးလေးကပါရှင်တစ်စီကိုရောက်ရှိသွားခဲ့ပါပြီ2024ခုနှစ်မေလတွင်မှာဗြိတိန်ခြေစိုက်လေလံကုမ္ပဏီတစ်ခုဖြစ်တဲ့ Bonhams ကနေတဆင့်အဲဒီတစ်ရှူးလေးကိုလေလံတင်ရောင်းချခဲ့ပါတယ်အဲဒီတစ်ရှူးလေးကစတာလင်ပေါင်9,600,2400 အမေရိကန်ဒေါ်လာ9,650,000 ခန့်နဲ့ရောင်းချခဲ့ရတာပါအဲဒီတစ်ရှူးကိုဝယ်ယူသွားသူကဘယ်သူဘဝဖြစ်တယ်ဆိုတာကိုတော့လေလံကုမ္ပဏီကလျှို့ဝှက်ထားပါတယ်ဒါကြောင့်လက်ရှိမှာတော့ဒီစာချုပ်လေးကကဘာကျော်ဘောလုံးမှတ်တရပစ္စည်းတွေကိုစုဆောင်းတဲ့ပုဂ္ဂလိကစုဆောင်းသူ private collector တဦးရဲ့လက်ထဲမှာရှိနေပြီဖြစ်ပါတယ်အဲဒီတစ်ရှူးပေါ်မှာရေးခဲ့တဲ့စာသားလေးတွေကမက်ဆီရဲ့ဘဝကိုတင်မကဘဲနဲ့ဘာစီလိုနာအသင်းရဲ့သမိုင်းနဲ့ကမ္ဘာဘောလုံးလောကကိုပါထာဝရပြောင်းလဲပြစ်ခဲ့တာပါ။ပေါင်9သိန်းကျော်တန်ကြေးရှိသွားတဲ့အဲဒီတစ်ရှူးလေးကအခုဆိုရင်တော့ဘောလုံးပစ္စည်းတွေမှာဖိုးတန်ဆုံးနဲ့အထင်ကြီးအရှိဆုံးပစ္စည်းတစ်ခုဖြစ်သမိုင်းဝင်သွားခဲ့ပြီလေဖြစ်ပါတယ်ခင်ဗျာ။